အားလုံးပဲမင်္ဂလာပါဟာရပူဇာကျွန်တော်တင်တဲ့ညောင်စီရဆန်းစစ်ပါဆရာတို့ဤတို့တို့ဒီ shop community တွေကဆရာတို့ JFT เนาะဆောင်းပွဲအတွက်ရည်ရွယ်ပြီးတော့เนาะလုပ်ပြီးเนาะလုပ်ပြီးထားတဲ့ run shoot online တွေကိုဆရာတို့ share လုပ်ပြီးနေဖြစ်ပါတယ်ဒီနေ့ခန်းရှိက run shoot လေးကိုဆရာတို့တူတူလေ့လာကြည့်ကြရအောင်เนาะ okay ဒီချိပါเนาะဒီမှာလည်း conversation ဖြစ်ပါတယ်ဆရာတို့ A နဲ့ B နဲ့စကားပြောနေเนาะ speech contest တော့9နာရီ wari master က B hi saki wari master no space contest ပြီးသွားပြီလားဟုတ်ကဲ့စောစောကပြီးသွားပြီတဲ့အဲ့တော့မာရာဆိုရင်နော်လုံးနေသေးသလားအတူနောက်မှမိုးဝါရီမတ်တာပါနော်လုံးဝပြီးသွားပြီလားဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့ကြောင့်မိုးဖြစ်ပါတယ်โอเคနိဗ္ဗာန်今日のカラオケ大会は終わりましたがいいえやっていますよအဲ့တော့နော်ဒီနေ့ကာရာโอเกပွဲရနော်ပြီးသွားပြီလားခုတည်းလုံးနေသေးတုံးဖြစ်တယ်နော်လုံးနေသေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်အောင်မာရာやっています Okay 3番ファッションショーは始まりましたかいいえまだ始まりませんでした始まっていません始まりますまだのまさでဖြစ်ပါနော်まだ始まっていません Okay 4番すみませんフリーマーケットはどこわかりますかဘယ်မှာရှိသလဲဆိုတာဖြစ်တဲ့ကြောင့်どこか Okay 5番カラオケ大会何々申し込んだらいいですか B がပြောတယ်နော်こちらに書いてくださいနော်どうしたら申し込んだらမဖြစ်နိုင်နော်どうすると申し込んだらမဖြစ်နိုင်どうやって申し込んだらဘယ်လိုလျှောက်ရမလဲလို့မေးတာဖြစ်တဲ့ကြောင့်どうやってပါ OK လို့9番お金は払いますかပတ်စံပေးရမလားいいえ参加何々は無料です参加金参加代参加費နော်ဒီနေရာမှာဆရာတို့နော်ဇရိတ်費နဲ့ပဲသုံးပါနော်参加費ဟုတ်ပြီ7番パフォーマンスの会場はあっちの奥ですနော် performance လုပ်တဲ့နော်ခမ်းမကားတဲ့ဟိုဘက်ကအထဲမှာဖြစ်ပါတယ်နော်ဒါကိုရပြီးစိုင်ရောင်းနေတဲ့နေရာနော်ဒါရတိုက်လို့ခေါ်တယ်နော်ဒါတော့ဆရာတို့ state စင်ပုံစံဖြစ်နိုင်တယ်နော်အဲ့အတွက်ကြောင့်ဆရာတို့ performance ကိုကြဆိုရင်တော့ဒါပဲဖြစ်နိုင်တယ်နော်အဖြေက each ပါမှာ okay 8နိုင်နာနီတဲ့မြန်မာのダンスをしていますနော်မြန်မာအကကနေဘယ်နေရာမှာလဲနော် stage ဖြစ်ပါတယ်နော် stage ဟုတ်ပြီအဲ့ဆိုရင်ဆရာတို့ Q 番イベントでは日本の太鼓体験何々があって初めて太鼓叩いてみましたနော်အဲ့တော့イベンမှာနော်ပထမဆုံးဂျပန်ဘုံကိုနော်ဘုံတီးတဲ့နော်ကိုယ်တိုင်ပေါ့နော်အတွေ့အကြုံလှုပ်ဆောင်နိုင်တဲ့နေရာတစ်ခုရှိတယ်နော်အဲ့တော့ corner နော် corner ပဲဖြစ်ပါတယ်10番もし込みは何々早くお願いしますနော်အဲ့တော့もし込みကိုတက်နိုင်မြမြန်လုပ်ပြီးပါဆော့ဆော့လုပ်ပြီးပါတက်နိုင်မြတက်ကြည့်လို့တာကဲနော်အဖြေက11携帯電話は電源を何々かマナモトにお願いしますသူက choice နှစ်ခုရှိပါတယ်နော်လက်ကင်ဖုန်းတွေရဲ့ဒန်းကောင်ကိုလက်လုံးလားဒါမှမဟုတ် mana mode နော်ဆရာတို့ airplane mode လုပ်ထားမလားပေါ့နော်တခုလုပ်ပေးပါပေါ့နော်ဒန်းကောင် off ဆိုတာပြထားတဲ့အတွက်ကြောင့်ဆရာတို့ key တို့နော် unit aikido demonstration は3時に始まります始まる漢字ကိုမေးတာဖြစ်ပါတယ်နော်အဲ့အတွက်ကြောင့် each ပဲ会場はどこですかဒါကလည်းခမ်းမနေရာကိုမေးတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်နော်ဆမ်းမှန်ဖြစ်ပါတယ်国際交流フェスティバルのチラシを見ていますနော် festival ပွဲတော့ပါ国際交流နော်ဒီခန်းကြီးရဲ့ဟာဒီ国際交流ဖြစ်ပါတယ်နော်အဲ့အတွက်ကြောင့်国際交流国際交流 site တဲ့ဘက်တရားဆိုင်ဖြစ်တယ်နော် okay 15そこではနော်ဒါအခန်းကြီးရုံခတ်တာနော်ဒါ世界လို့ပတ်ပါတယ်世界のいろんな遊びがあります16နော်ထိုင်းのダンスを体感することができます体感နော်ကိုယ်တိုင်တွေ့ကြုံယူတာဖြစ်ပါတယ်အဖြေကအဆန်မှန်ဖြစ်ပါတယ်17ホールの中で飲食禁止ですနော်ဒါတားမြစ်ထားတဲ့ဒိတ်ပဲပါသူကို禁止လို့ဖတ်ပါတယ်နော်ဟော်တယ်မှာစားတောင်းလို့မရ18ဒီနေ့ပြန်စကားပြောတယ်ဆန်ကနိုကစ်ကေဝါကိုချီရာですかကျွန်တော်နော်ဆန်ကလောက်ရမယ်နော် reception နေရာကဒီနေရာလားဟိုက်ဟုတ်ပါတယ်ခုနနိုင်နာနီနီနာမည်ကိုခိုက်တဲ့ပြဆိုင်ဒီနေရာမှာခင်ဗျားရဲ့နာမည်ကိုရေးပါနော်နာမည်ရေးလို့ရတဲ့ဟာကခမီပဲဖြစ်ပါတယ် okay 19မိုးရှိခိုမီကအိုးဤတိုကီဝါစန်ချာကူဂျွန်နီနာရီမာစ်နော်ရှောက်ထားတဲ့သူများလို့ရှိရင်ね
စန်းချကူဂျွန်းနော်ဆရာတို့နော်ဘယ်လိုပြောမလဲဦးတဲ့သူကိုနော်ပထမဦးစားပေးမဲ့နော်စီနီယာအတိုင်းနော်ဆုံးဖြတ်မှာဖြစ်ပါတယ်အဲ့တော့မိုးရှိကိုမီရဲ့နော်ခန်းကြီးကိုမေးတာဖြစ်ပါတယ်မိုးရှိကိုမီရဲ့အချီပန်ဖြစ်ပါတယ်โอเคနောက်ဆုံးတစ်ခုနီဂျူကတော့ water simorinus bg contest တို့နိစံခါ status ကျွန်တော်နောက်နှစ်ထဲမှာ speed contest ကိုပေါင်းဝင်ရှင်းပြနေပါတယ် rhino ဖြစ်တဲ့ဒီကောင်ဒီကောင်ခိုတိုရှိဒီကောင်က line နဲ့ဒီကောင်ကျော်နန်เนาะအဲ့တော့နိဗန်ဖြစ်ပါတယ်โอเคမနာဆန်เนาะကျတော့ဖြေလေးတွေကိုတွားပြီးတော့ check in လုပ်ကြည့်ကြအောင်じゃ見てみましょうはい皆さん見てみますเนาะဒီမှာဆရာတို့စုပေါင်းဒီဂျုံမောမှာเนาะニジュဖြစ်ပါတယ်はい皆さん今日はこれで終わりにしたいと思いますはい皆さんဒီ動画လေးတွေကိုเนาะဆရာတို့ like လုပ်ပေးပါ subscribe လုပ်ပေးပါはい皆さんお疲れ様でしたありがとうございました